နိုင်ငံတော်၏လင်ယာကဏ္ဍဆိုင်ရာမူဝါဒလမ်းညွှန်ချက်များအောင်မြင်စွာအကောင့်ထဲဖော်ဆောင်ရန်စိုက်ပျိုးရေးသွေးသနာလုပ်ငန်းများဖြင့်ထောက်ပံ့ဆွမ်းဆောင်နိုင်ရေးလုပ်ငန်းညီနိုင်စည်းဝေးကိုမေလ9ရက်နေ့ကနေပြည်တော်ရေစင်းရှိစိုက်ပျိုးရေးသွေးသနာဦးစီးဌာနနဝရခမ်းမမှာကျင်းပရာစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲတင်ထွန်းကနိုင်ငံတော်ကချမှတ်ထားသောလင်ယာကဏ္ဍဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စိုက်ပျိုးရေးသွေးသနာဦးစီးဌာနကဆောင်ရွက်ရရှိသည့်သွေးသနာလုပ်ငန်းစဉ်များလာရောညီထွေဖြစ်ရန်လိုအပ်ကြောင်းဌာနရဲ့အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့မျိုးကောင်းမျိုးသက်နှင့်မျိုးသစ်များထုတ်လုပ်ခြင်းနှင့်ဆက်လင်း၍စပါးမျိုးသစ်ပဲမျိုးသစ်နှင့်စီထွက်သီးနှံမျိုးသစ်များထုတ်လုပ်ရမှာထုတ်လုပ်နိုင်မှုအရေးအတွက်ထက်တောင်သူများထံရောက်ရှိမှုတောင်သူအသုံးပြုမှုတိုးတက်ရေးကိုအလေးထားဆောင်ရွက်ရန်လိုကြောင်းတောင်သူများရဲ့လူမှုစီးပွားဘဝကိုမြင့်တင်ပေးနိုင်ရေးရည်ရွယ်ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲတင်ထွန်းဟာမေလ6ရက်နေ့မနက်ပိုင်းမှာမကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်မင်းရဲကျေးရွာမှာဒေသခံတောင်သူများနဲ့တွေ့ဆုံစဉ်၎င်းမျိုးကောင်းမျိုးသက်များနဲ့ဤပညာအကူအညီများလိုအပ်လာပါကနှိစက်ရစိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများနဲ့အချိန်မရွေးအကူအညီတောင်းခံနိုင်ကြောင်းပြောကြားပြီးတောင်သူများရဲ့တင်ပြချက်များပေါ်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးပြီးယူရီးယားဓာတ်မြေဩဇာများကိုချိုးသာသောဈေးနှုန်းဖြင့်တောင်သူများလက်ဝယ်အရောက်ရောင်းချပေးနေမှုကိုကြည့်ရှုအားပေးခဲ့ပါသည်အဒီမာတဆင်ဒုတိယဝန်ကြီးဟာရှားပင်လာကြီးရွာအုပ်စုရွှေတင့်ထူစိုက်ပျိုးမွေးမြူရေးဆောင်သို့ရောက်ရှိပြီးမြေပြုပြင်စိုက်ပျိုးဆဲကာလမှာအကျိုးဖြစ်ထွန်းလွဲကပိုမိုတင့်လျော်တဲ့စိုက်စက်နစ်အားအနှဲငယ်စီစမ်းသက်ပြောင်းလဲစိုက်ပျိုးရန်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများအချင်းချင်းအကျိုးတူပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ပါကြောင်းသိရှိရပါတယ်ရှင်